ကိုမျက်နှာသူရဲ့လက်နဲ့ကိုယ်တိုင်ရေလို့ထားချတယ်အရင်တော့ကရေကုန်မှုခဲ့တဲ့စာလုံးဝိုင်းလေးတွေကိုပြန်မြင်လိုက်ရတော့ပြန်လဲတွေ့လိုက်ရတော့ဒီဆောင်ဖွင့်လို့ပတ်တော့ဒီဆောင်ဖွင့်လို့ပတ်တော့ဒီဆောင်ဖွင့်လို့ပတ်ကြည့်တော့ခံစားပြီးနေရနေရဲ့တွေဟာဟောင်းနှွမ်းသွားပြီပဲဘယ်သဘောမျိုးချမ်းစီမျိုးနဲ့တမန်နှိမ့်ဆက်ရပြန်တယ်လေဒီကားတဲ့နှလုံးမှာတန်နိုင်ရင်ထုတ်လိုက်တယ်ဒီဆောင်ဖွင့်လို့ပတ်တော့ဒီဆောင်ဖွင့်လို့ပတ်တော့ဒီဆောင်ဖွင့်လို့ပတ်ကြည့်တော့ဘူးကွယ်နေဝေးဆုံးရှုံးမှုတွေပေးရခဲ့ပြီပဲဆုံးရှုံးမှုတွေမရှိတော့ဘူးမေသုံးချခဲ့ပြီးသွားတော့သူရဲ့ရက်ဆက်လိုက်တာကွယ်ချစ်လို့ရင်မသဘောထားကြီးစွာအပြုံးနဲ့ထွက်ခွာခဲ့ဒီအားတို့ဘဝကိုလိမ္မာစွာကုသပေးခဲ့ဒီဆောင်ဖွင့်လို့ဖတ်တော့ဒီဆောင်ဖွင့်လို့ဖတ်တော့ဒီဆောင်ဖွင့်လို့ဖတ်ကြည့်တော့ဘူးကွယ်ဆုံးရှုံးမှုတွေပေးထားခဲ့ပြီပဲဆုံးရှုံးမှုတွေမရှိတော့ဘူး